မင်္ဂလာပါ။ Enemy ဆိုတာနေကြိုဆိုလိုက်ပါတယ်။ဂျိုရဲ့ Puzzle အပိုင်းတက်လည်းထွက်လာပြီဆိုတော့အားလုံးလည်းကြည့်ပြီးသွားတော့ကြမှာပါ။ Puzzle ရဲ့အပိုင်းတက်မှာကပြောင်းလဲမှုတွေအများကြီးရှိသလိုအသစ်ဖြစ်လာတာတွေလည်းရှိပါတယ်။ခြုံရမယ်ဆိုရင်ဒီအပိုင်းကဂျိုရဲ့အကောင်းဆုံးအပိုင်းတစ်ပိုင်းလို့တောင်ဖြစ်လာနိုင်ပါတယ်။ဒီနေ့မှာကတော့ Enemy နဲ့ Manga တွေထဲမှာဘာတွေကွဲနေလဲဆိုတာကိုပြောပြသွားမှာဖြစ်ပြီးတကယ်ရောမိုက်ရလားဆိုတာကိုကျွန်တော်တယောက်တည်းအမြင်နဲ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ဗီဒီယိုလေးမစခင် channel လေးကို subscribe လုပ်ခဲ့ပြီးတော့နဲ့ VPN လေးနဲ့ကြီးပေးကြဖို့အတွက်တောင်းဆိုလိုက်ပါတယ်ဗျ။ဗီဒီယိုရဲ့ Puzzle ပိုင်းကအခြားရင်ပိုင်းကြီးတော့မဟုတ်ပဲကွဲပြားနေတယ်ဆိုတာကြည့်ဘူးတဲ့လူတွေသိထားမိကြမှာပါ။ဇလန်ရဲ့အစမှာလေအရင်ပတ်တွေနဲ့အပတ်သက်တာတွေနဲ့အခြား universe တွေအကြောင်းကိုလည်းထွေထူးထူးရှင်းပြထားတာမရှိပါဘူး။တိုးအချက်တွေနဲ့လားချန်ထားခဲ့ကြတာပါ။ Puzzle ပဲအစပိုင်းမှာ19ရာစုအနောက်ဘက်နေကြားဒေသကနေစတင်ထားပါတယ်။နောက်ပြီးတော့ဆမ်မန်ရဲ့အခန်းကိုရောက်သွားပါတယ်။အဲ့ဒီမှာတည်ထားမိတာကမန်ဂါတွေကဆမ်မန်ရဲ့အခန်းတော်တော်များများကိုဖြုတ်ထားတာဖြစ်ပြီးအန်မီထဲမှာကတော့ဆမ်မန်ကထွက်ပြီးမြေချင်းထဲမှာစတီဘော်ရန်ပြန်ပွဲတည်င်းစာကိုကြည်နေပါတော့တယ်။အဲ့ဒီမှာသူ့ရဲ့လူမျိုးစုကလူတွေကဆမ်မန်စီမှာလူဖြူတွေရဲ့စောက်ရှိနေရလို့အော်တန်ကြရပါတယ်။ဒါကြောင့်မလို့မန်ဂါမဖက်ဘူးတဲ့လူတွေတောင်မှဆမ်မန်ဟာသူ့လူမျိုးစုတွေရဲ့ဖဲချင်တာခံထားရပြီးလူဖြူတွေရဲ့ရှင်ကြီးမှုကိုစိတ်ဝင်စားကဒါကိုတုံးချပြီးသူ့ရဲ့လူမျိုးစုအတွက်ပြောင်းမဲ့ကိုအနိုင်ယူပေးမယ်ဆိုတဲ့ထင်မြင်မှုရရှိနိုင်ပါတယ်။ဒါပေမဲ့မန်ဂါတွေကမျိုးနဲ့စုကောင်းဆောင်အခြားလူတွေနဲ့တဲတွေကတမချန်းစာသူ့ရဲ့ညီမနဲ့ထန်းတွေပြီးတော့စပင်းကြောင်ကြိုပြီးရိမ့်မပြတဲ့ဂျာရွယ်လေးချိန်ခန်းနဲ့ရန်ဒီအခန်းကိုဖျက်လိုက်တာကနည်းနည်းတော့များတယ်လို့ထင်ပါတယ်။ဒါပေမဲ့ဒီအခန်းတွေကနောက်ပိုင်းဆမ်မန်ရဲ့ flashback မှာပြန်ပါနိုင်ကြများပါတယ်။နောက်ပြီးဆမ်မန်ရဲ့ stand အချိန်မှတ်တွေကိုလည်းဖြိုးထားပါသေးတယ်။ဒီလိုနဲ့ပြန်မစခင်ရပ်ပိုင်းလုံးမှာဆန်တီယိုကန်ကြီးကိုရောက်သွားကြပါတယ်။စတီဗန်စီမှာလူတွေအများကြီးရောက်လာလို့ပြန်ပွဲရှုံးနေသွားနိုင်တာကိုစိုးရင်ကြောင်ပြောတဲ့ခန်းကိုဖျက်ထားပြီးပြန်ပွဲငွေတွေအများကြီးရောက်လာတာကိုပဲပြောင်းပြီးတော့ပြောပြသွားပါတယ်။အဲဒီနောက်မှာဂျိုနီကိုမန်ဂါထပ်ပို့ပြီးစောစောလေးတွေ့ရမှာပါ။သူကပြန်ပွဲလျှောက်လာတဲ့နေရာကိုကြည့်ပြီးတိုးဆုံနေတဲ့အခန်းတစ်ကိုမြင်တွေ့ရမှာပါ။အဲဒီနောက်ဒန်းဆန်ရှင်းလေးပွဲကိုပြန်သွားရမှာတော့အသေးပွဲစကားပြောအခန်းချို့ကိုလည်းဖျက်ထားပြန်ပါတယ်။နောက်ပြီးတော့ဒင်းနောက်တစ်ယောက်ကသူ့ရဲ့ relationship အကြောင်းနဲ့လူစီစတီကအသက်14နှစ်ပဲရှိတယ်ဆိုတဲ့အခန်းကိုလည်းဖျက်ထားပါသေးတယ်။ပြီးတော့နောက်ခန်းမှာဂျာယိုရဲ့မိတ်ဆက်နဲ့ရှီပြန်တဲ့အခန်းကိုတော့အပြည့်စုံပြသွားပါတယ်။ဂျာယိုရဲ့အရှင်ဝါကိုဖော်ပြတဲ့မိုက်စားခိုက်တဲ့အနေနဲ့ဟာမုန်ကိုတတိယစီရဲ့စပင်းရဲ့အဖက်တွေကိုပါမြင်တွေ့ခဲ့ရတာပါ။အဲဒီနောက်မှာဂျိုနီရဲ့မိတ်ဆက်ကိုဆက်ပြခဲ့ပါတယ်။တကယ်တော့ဂျိုနီကအခေါင်းမရဲ့လူတစ်ယောက်ပါ။ဒါကြောင့်မလို့ပဲသူကဇလန်တက်ရှောက်ဘယ်လောက်ထိပြောင်းသွားမလဲဆိုတာကိုပြသနေတာပါ။ဂျာယိုနဲ့တွေ့ပြီးနောက်မှာသူ့ရဲ့နောက်ကျောင်းပြန်အခန်းမှာကတော့တိတိကျကျပြောင်းလဲမှုကြီးတစ်ခုရှိပါတယ်။ Enemy ရဲ့မှာသူ့ကိုနီကိုလက်မတော်စားနဲ့တည်ဆုံသွားတာကို Enemy ရဲ့အပိုင်းတက်မာတွေကပြောပြလိုက်တာပါတကယ်တော့ဒီခန်းကမန်ဂါမှာ chapter 42မှာပါတာပဲဖြစ်ပါတယ်ထုံပြောရမယ်ဆိုရင်ဘာဂျီဝဲတွေကကွဲပြားတယ်ဆိုပေမဲ့သူကတစ်ချိန်ကပါရမီရှင်မြစီသမားတစ်ယောက်ဖြစ်ခဲ့ရဆိုတဲ့အချက်နဲ့မတန်ဆန်းဖြစ်သွားတဲ့နောက်မှာမိသားစုရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့အကြောင်းကိုလည်းတေချာလေးပေါ်ပြထားတာကိုတွေ့ရပါတယ်အဲ့ဒီနောက်ကျောင်းပြန်တဲ့အခန်းပြီးမှာဂျူနီကရှော့လွန်တဲ့နေရာကိုသွားပြီးတော့ပြန်မဝင်နံပါတ်939ကိုယူတဲ့အခန်းတစ်ပါဝင်လာပါတယ်မန်ဂါထဲမှာကတော့သူကပထမဆင့်ကိုနံပါတ်မပါဘဲနဲ့ပြန်ခဲ့တာပါနောက်ပြီးဂျိုင်ယိုကဂျွန်နီမြင်းစီဖို့စူးစမ်းနေတာကိုကြည့်နေတဲ့အချိန်မှာဆမ်မန်နဲ့စကားပြောတဲ့အခန်းကိုလည်းဖြုတ်ထားပါတယ်အဲ့ဒီအစားဆမ်မန်ကဝင်ကြီးကိုအမ်ဘရယ်နဲ့ပေးချတဲ့အခန်းကိုပဲပြထားပါတယ်ဒါပေမဲ့မန်ဂါထဲမှာလို့တော့အမ်ဘရယ်ကပြဲတီပီနေရမျိုးနဲ့မိသားစုရဲ့အမွေးနည်းလို့လည်းထည့်ပြီးပြောထားမျိုးမရှိပါဘူးပြန်မွေရဲ့အစမှာကတော့ညှော်လင့်ထားလိုမျိုးပဲအမွေပဲခန်းသားကတော်တော်များများဖျက်တောက်ခံလိုက်ရပါတယ်မန်ဂါမှာလို့စူပလာကိုရဲရိုက်ပြထားတာမျိုးကြီးမြင်တွေ့ရမှာမဟုတ်ပါဘူး။ဒါကလည်းဒီအခန်းတွေကအသက်အရေးမပါသလိုပြန်ပွဲကိုပဲပြချင်နေဆိုတာထင်ရှားပါတယ်။မြမစင်ပြန်ပွဲမှာပြောင်းလဲထားတာတွေအများကြီးရှိပါတယ်။ခြားနားချက်တိုင်းကိုလိုက်ပြောနေရင်တော့ပြင်းစရာကြီးကောင်းနေပါလိမ့်မယ်။ဒါပေမဲ့ပြောင်းလိုက်တာမှန်သမျှကဒီမထားမိလောက်အောင်အိုပြီးကောင်းသွားလို့မြင်မိပါတယ်။ Day Production က Steve Boran ရဲ့အစောပိုင်းအခန်းတွေကိုအရှင်ဟုန်နဲ့ပြသခဲ့ပြီးပြန်ပွဲရဲ့အစကနေပန်းနဲ့ရောက်တဲ့အထိဘယ်တော့မှအရှင်ညုံသွားတာကိုခံစားမိပါတယ်။ P7 ရဲ့ရွှေရမှုမိုးရှင်းဆိုတဲ့အဓိကအနှစ်သာရကိုလည်းပြေဝဖန်ထုတ်ထားနိုင်ပါတယ်။ကင်မရာအန်ဂယ်တွေကလည်းညှိုးဝေးစာမကောင်းနေပါဘူး။ဒါတွေအကုန်လုံးကအမိုက်စားမြင်းစည်းပြန်ပွဲ animation တစ်ခုကိုမြင်တွေ့ခဲ့ရတာပါ။ဒါကြောင့်မလို့မန်ဂါနဲ့တိကျကျမတူပေမဲ့လည်းညဆန်နဲ့မြင်းစည်းပြန်ပွဲနဲ့ပုံစံနဲ့အစားထိုးလိုက်နိုင်ပါတယ်။ animation နဲ့တူနောက်ထပ်အားသာချက်တစ်ခုကတော့တိကျတာပါ။ဇက်ကောင်တကောင်ချင်းစီရဲ့တင်းတချင်းတွေကစီးစင်းနေရရှိလို့ပဲတဆဲဆဲဖြစ်နေစေပါတယ်။ဒါကရွေးချောက်မှုဆိုတဲ့ယူဆကိုပို့ပြီးတော့ပေါ်လင်းစေပါတယ်။ပိုကိုလိုကိုရဲ့တချင်းကပျော်စရာကောင်းပြီးဟေးရလို့တောင်ထဲဆိုထားပါသေးရဲ့
Diego ရဲ့တခြင်းက Moon Universe က Diego ရဲ့တခြင်းကို remix လုပ်ထားတာမျိုးဖြစ်နေတာကြောင့်ရင်ဘက်က Diego ကိုတော့မှတ်ရသွားစီပါတယ်။ Diego ဥဆောင်လိုက်တိုင်းဒါမှမဟုတ်အရှင်းတင်လိုက်တိုင်းကြားရတဲ့ sound effect ကအချိန်ရဲတန်းတဲ့လိုမျိုးခံစားရစေပြီးဒါကလည်းသူ့ရဲ့စွမ်းအားကိုကြိုပြီးအရှိန်မွေးအနေနဲ့ပြထားရတယ်တူပါတယ်။ပထမဆင်းရဲ့အဆုံးမှာကတော့ထူးခြားတဲ့အပြောင်းလဲတစ်ခုအနေနဲ့ stand တွေကိုထုတ်မပြတာကိုတွေ့ရမှာပါ။ဒါက spin ရဲ့လှုပ်ဝက်ချက်ကလွဲလို့ကျန်တဲ့အစွမ်းတွေကိုခဏဖုံးဝယ်ထားခြင်းမဟုတ်ရပါတယ်။နိုင်ငံထဲမှာကတော့ဆမ်မတ်ရဲ့လက်မောင်းပုံတံ stand နဲ့ပိုကိုလိုကိုရဲ့ stand ကိုမြင်ခဲ့ရတာပါ။ဒါပေမဲ့ enemy မှာကတော့ပိုကိုလိုကိုရဲ့ stand ရဲ့စကားပြောတံကိုပဲကြားရပြီးပုံကိုတော့မပြသွားပါဘူး။ဒါကြောင့်မလို့ပထမဆုံးကြည့်ရတဲ့လူတွေကသူ့ရဲ့ကံကောင်းမှုကဘေးနေဆရာစီကလာတာလို့ထင်ကောင်းနေနိုင်ပါတယ်။ဒါဟာပင်ပွဲရဲ့တဘာဝကိုပိုပြီးအာရုံစိုက်စေခြင်းလို့လည်းဖြစ်နိုင်ပါတယ်။တကယ်တော့ပိုကိုလိုကိုဟာဒီအပိဆုံးမှာတော်တော်လေးအချိန်များကြီးရထားတာကြောင့်မလို့သူဟာအထူးဇက်ကောင်လိုတော့ဖြစ်နေတာပါ။ဒါကြောင့်ဇက်ကောင်၅ကောင်လောက်ကိုအချိန်တူပေးပြီးပြင်ဆင်မှုတွေပြီးတဲ့အောင်လုပ်ထားတဲ့တဘောပါ။ဆမ်မန်ရဲ့အခန်းတွေဖက်ထောက်လိုက်တာကလည်းဒီအကြောင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ဂျိုနီကကျွန်တော်တို့ရဲ့အထူးဇက်ဆောင်ဆိုတာကိုရှင်းလင်းလင်းသိအောင်လုပ်ထားတာပါ။နောက်ပြီး voice actor အနေနဲ့ကလည်းအကောင်းဆုံးလုပ်ပြသွားအောင်မြင်တွေ့ရမှာပါ။ဂျာယိုကအနည်းငယ်အေးဆေးပြီးဂျိုနီကခက်ထန်နေပိုကိုလိုကပြောကြကောင်းပြီးဆမ်မန်ကတော့စိတ်တက်ပြင်းပြတာအောင်မြင်တွေ့ရမှာပါ။ဒီကိုကတော့တကယ်ကိုမုံမာရဲ့ပုံစံမှာတကယ်ကိုအန်ကိုက်တဲ့ကက်ဆင်မျိုးပါပဲ။ဒါတွေကတော့ချိုးချိုပတ်7 episode 1ကိုကျွန်တော်ရဲ့ထင်မြင်ယူဆချက်တွေပဲဖြစ်ပါတယ်။ဘာတော်တို့အနေနဲ့လဲ episode 1ပေါ်ထင်မြင်ယူဆချက်ဘယ်လိုရှိလဲဆိုတာကိုအောက်က comment မှာပြောပြပေးလို့ရပါတယ်။နောက်ထပ်လည်း anime content တွေကိုတင်ဆက်ပေးတော့အောင်မို့လို့ကြားရင်တက်တယ်ဆိုရင် channel လေးကို subscribe လုပ်ခဲ့ပေးကြဖို့ညွှန်လိုက်ပါတယ်ဗျ။